ဒီအဖွားအိုဟာသူ့သားစီကအလဲပတ်အစားစာရိုက်ရိုဘောတရုတ်ကိုလက်ခံရရှိခဲ့ပါတယ်။သူကရိုဘောကိုဖွင့်လိုက်ပြီးချက်ချင်းပဲသူ့သားလိုသဘောထားကတမျက်စိပေးလိုက်ပါတယ်။ပြီးတော့မြက်ခင်းရိတ်တာပြတင်းပေါက်တက်ခိုင်းတာနဲ့အပင်တွေကိုရေလောင်းခိုင်းတာတွေလုပ်ခိုင်းပါတော့တယ်။အဖွားအိုအိပ်ပျော်နေတာကိုမြင်တဲ့အခါရိုဘောကအေးမမိအောင်စောင့်ကြုံပေးခဲ့ပါတယ်။အဖွားအိုနိုးလာတဲ့အခါသူ့ရဲ့လုပ်ရကြောင့်စိတ်လှုပ်ရှားသွားခဲ့ရပါတယ်။စက်ကပ်ပွဲအတွက်ရိုဘောစိတ်လှုပ်ရှားနေတာကိုမြင်တဲ့အခါအဖွားအိုကသူ့ကိုအံ့ဩစရာတစ်ခုပေးဖို့တွေးလိုက်ပါတယ်။ရုတ်တရက်ရိုဘောရဲ့ဘက်ထရီကုန်သွားတဲ့အတွက်အဖွားအိုကဘက်ထရီလဲပေးလိုက်ပါတယ်။သူနိုးလာတဲ့အခါစိတ်လှုပ်ရှားသွားပြီးအဖွားအိုလည်းစိတ်သက်သာရသွားပါတယ်။ဇူလိုင်9 ရက်နေ့ကိုရောက်တဲ့အခါရိုဘောကစိတ်လှုပ်ရှားနေတာကြောင့်အဖွားအိုကသူ့ကိုလက်မှတ်တွေပေးပြီးကောင်းပွိုင်အုပ်ထုတ်ယူသွားဖို့ပြောပါတယ်။သူအပြင်ထွက်တဲ့အခါအဖွားအိုအိပ်ပျော်နေတာကိုမြင်ရပေမဲ့နိုးတဲ့အခါမှာတော့အဖွားအိုကမျက်လုံးဖွင့်မလာတော့ပါဘူး။အဲဒီနောက်သူကဘက်ထရီတွေကိုယူပြီးအဖွားအိုရဲ့အိတ်ကထဲထည့်ပေးခဲ့ပါတယ်။ဒါကအဖွားအိုကိုပြန်လက်အသက်ဝင်လာစေနိုင်တယ်လို့သူထင်နေလို့ပါ။ဒါပေမဲ့အဖွားအိုကနိုးမလာခဲ့ပါဘူး။သူကဘက်ထရီတွေပို့ပြီးထည့်ပေးခဲ့ပေမဲ့လည်းအလုံးမဖြစ်ခဲ့ပါဘူး။နောက်ဆုံးမှာတော့သူလည်းအိုမင်းရင်ရော်လာပြီးဘက်ထရီကုန်သွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအဖွားအိုရဲ့ဝိညာဉ်ကသူ့စီလက်ကမ်းပေးနေတာကိုသူမြင်လိုက်ရပါတယ်။ဒါကြောင့်ဒီနေ့ဒီအဖွားကိုဝမ်းနဲ့ဆိုရင် subscribe လုပ်ပေးပါပါ။ဒီအဖွားအိုဟာသူ့သားစီကအလဲပတ်အစားစာရိုက်ရိုဘောတရုတ်ကိုလက်ခံရရှိခဲ့ပါတယ်။သူကရိုဘောကိုဖွင့်လိုက်ပြီးချက်ချင်းပဲသူ့သားလိုသဘောထားကတမျက်စိပေးလိုက်ပါတယ်။ပြီးတော့မြက်ခင်းရိတ်တာပြတင်းပေါက်တက်ခိုင်းတာနဲ့အပင်တွေကိုရေလောင်းခိုင်းတာတွေလုပ်ခိုင်းပါတော့တယ်။အဖွားအိုအိပ်ပျော်နေတာကိုမြင်တဲ့အခါရိုဘောကအေးမမိအောင်စောင့်ကြုံပေးခဲ့ပါတယ်။အဖွားအိုနိုးလာတဲ့အခါသူ့ရဲ့လုပ်ရကြောင့်စိတ်လှုပ်ရှားသွားခဲ့ရပါတယ်။စက်ကပ်ပွဲအတွက်ရိုဘောစိတ်လှုပ်ရှားနေတာကိုမြင်တဲ့အခါအဖွားအိုကသူ့ကိုအံ့ဩစရာတစ်ခုပေးဖို့တွေးလိုက်ပါတယ်။ရုတ်တရက်ရိုဘောရဲ့ဘက်ထရီကုန်သွားတဲ့အတွက်အဖွားအိုကဘက်ထရီလဲပေးလိုက်ပါတယ်။သူနိုးလာတဲ့အခါစိတ်လှုပ်ရှားသွားပြီးအဖွားအိုလည်းစိတ်သက်သာရသွားပါတယ်။ဇူလိုင်9 ရက်နေ့ကိုရောက်တဲ့အခါရိုဘောကစိတ်လှုပ်ရှားနေတာကြောင့်အဖွားအိုကသူ့ကိုလက်မှတ်တွေပေးပြီးကောင်းပွိုင်အုပ်ထုတ်ယူသွားဖို့ပြောပါတယ်။သူအပြင်ထွက်တဲ့အခါအဖွားအိုအိပ်ပျော်နေတာကိုမြင်ရပေမဲ့နိုးတဲ့အခါမှာတော့အဖွားအိုကမျက်လုံးဖွင့်မလာတော့ပါဘူး။အဲဒီနောက်သူကဘက်ထရီတွေကိုယူပြီးအဖွားအိုရဲ့အိတ်ကထဲထည့်ပေးခဲ့ပါတယ်။ဒါကအဖွားအိုကိုပြန်လဲအသက်ဝင်လာစေနိုင်မယ်လို့သူထင်နေလို့ပါ။ဒါပေမဲ့အဖွားအိုကနိုးမလာခဲ့ပါဘူး။သူကဘက်ထရီတွေပို့ပြီးထည့်ပေးခဲ့ပေမဲ့လည်းအလုံးမဖြစ်ခဲ့ပါဘူး။နောက်ဆုံးမှာတော့သူလည်းအိုမင်းရင်ရော်လာပြီးဘက်ထရီကုန်သွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအဖွားအိုရဲ့ဝိညာဉ်ကသူ့စီလက်ကမ်းပေးနေတာကိုသူမြင်လိုက်ရပါတယ်။ဒါကြောင့်တင်လဲတင်အဖွားကိုလွမ်းနေဆိုရင် subscribe လုပ်